အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့အလွယ်ဆုံး iOS ဆောင်းလေးပြောပြမှာဖြစ်ပါတယ်အဲ့တော့ချိန်မဆွဲပဲဆောက်လိုက်အောင် Okay ကျွန်တော်တို့အရင်ဆုံးဒီလိုမျိုးတည်ရတယ်ပေါ့နော်9/9ဆောက်လိုက်ပါတစ်တိုင်းအောင်9ခုပေါ့နော်9/9တန်းလိုက်ဒီနေ့တော့4 5 6 8 9 Okay အဲ့လိုမျိုး4တောင်းခွဲရည်ဆိုရင်ကျွန်တော်ဒီနားကနေဖြတ်ပြီးတော့ slab လေးတစ်ခုထားလိုက်မယ်နောက်ကျရင်ဟိုဘက်ကို1 2 3ဒီဘက်ကိုလည်း1 2 3နောက်ကျရင် slab လေးထားလိုက်ပါအဲ့တော့ခုနှစ်ခုပါ1 2 3ရှားပြီဆိုရင်တော့ကျွန်တော်အောက်ကို3ဘလော့အထိတူးလိုက်ပါနော်အကုန်လုံးပေါ့Okay အဲ့လိုပြီးရင်တော့ဒီမှာ double ဖြတ်အောက်ကိုOkay အဲ့လို double ဖြတ်တင်းနေ4 5အကုန်လုံးပေါင်း6ဘလော့လိုက်ဖြတ်လိုက်ပါ Okay ဒီလိုအကုန်လုံးဖြတ်လို့ပြီးသွားပြီဆိုရင်တော့ဒီလို move ထားလိုက်ပေါ့နော်အတုံးနဲ့တုံး smooth stone တွေကိုအတိုင်းထားလိုက်ပါနောက်ကျရင်တော့ကျွန်တော်အိယာလေးတွေကိုအပေါ်မှာတင်ပေးလိုက်ပါအိယာဒီတစ်ဖက်ကိုအဲ့လိုပေါ်9ခုအောင်9ခုပေါ်2ခုနှစ်ဖက်ပေါင်းအခု20ပေါ့နောက်ပြီးကျရင်အောက်ကဟာလေးအကုန်လိုက်ဖြတ်ပြီးကျွန်တော်အိယာလေးထားမှာပေါ့နော်ဒါလေးအကုန်လိုက်ဖြတ်လိုက်ပါ Okay ရတော့ကျွန်တော်အိယာရေးထားမယ်ဝိတ်မာတော့ဤဘလော့ပြန်မေး Okay ရှာရတော့အိယာလေးထားမယ်ရှာပြီးဆိုတော့ဘောင်းနှစ်ဘလော့တက်လိုက်ပါနောက်ပြီးရင်အကုန်လိုက်ဖြည့်လိုက်ပါ Okay အဲ့လိုအကုန်လိုက်ဖြည့်လိုက်ပါနောက်ကျရင်အလဲကို double အဲ့အလဲတစ်မှာ double တက်ပြီးတောင်းနေမှာအတုံးလေးလိုက်ထားပါနောက်ကျရင်ကျွန်တော်ဒီကအဲ့ flashing ထိပဲလေးအကုန်လိုက်ထားလိုက်ပါအပြည့်ထားမှာအပြည့်ပေါ့နော်Okay ရလာပြီဆိုရင်ကျွန်တော်ဒီထဲကို villager အကောင့်20ထည့်မှာပေါ့နော် Spider-Man ဆိုရင်တော့ဒီလိုသူတို့ပစ္စည်းတစ်ခုပေးပြီးနှစ်ကောင်မျိုးပွားခိုင်းလိုက်ပါအဲ့လိုမျိုးအကောင့်20ပြည့်တဲ့အထိပေါ့ဆိုတော့ villager အကောင့်20ရပြီဆိုရင်ပိတ်လို့ရပြီပေါ့နော်အဲ့တော့ဟိုမှာကြောင်းနေအောင် spawn နေကြောင်းလေးရှစ်စရာလေးဒီကောင်လေး spawn လိုက်တာအဲ့တော့ဘောကနေပြန်ပိတ်လိုက်Okay ဒါရိုက်ဆိုတော့ကျွန်တော်ဒီ slab ပြထားထားတဲ့ဟာဆန့်ကျင်ဘက်မှာဒီလိုဆန့်ကျင်ဘက်မှာလူထားပြီးတော့1 2 3အဲ့လို1 2 3 Okay ကြိုင်အလဲကနေအဲ့လိုလိုက်လောက်လိုက်နောက်ကြရင်ဘောကနေကျွန်တော်ရှီပုံးနဲ့လောင်းလိုက်ပါ Okay အမခိုးလန်းခိုးစားစပုံးနေပြီအဲ့တော့နောက်ကြရင်ဒီတောင်းမှာကျွန်တော်လာပါထားမယ်မနော်အဲ့တော့ sign board ဂျင်းနဲ့ကားလိုက်အဲ့ကျရင်တော့လာပါစီးမကြတော့ပါဘူးဆိုတော့ Okay နှစ်ကောင်တော့ရှိဒါဆိုရင်တော့ဟိုအောက်ကနေ hopper ထားလိုက်ပါတော့နောက်ကျရင်ဒီဘက်ကို3ဘလော့တူလိုက်ပါနောက်ပြီး hopper ကျွန်တော်2ဘက်ကိုလိမ့်နေမှရမယ်ပေါ့နော်ကျွန်တော်မှာ chest ထားလိုက်မယ် large chest ပေါ့နော် chest ကြီးစားနောက်ပြီးတော့ကိုထော်ပူလန်းလေးတစ်ခုလောက်လိုက်ပေါ့ဒီနေ့ဗီဒီယိုလေးတော့အဲ့လိုပါပဲဆိုတော့ဒီရှိပဲတော့ကျေးဇူးတင်ပါတယ် channel ကို subscribe လုပ်ပြီးပါနောက်ပြီးမှပြန်တွေ့မယ်